သူရဲ့နာမည်ကတော့ Masukase ပါဒီနေ့ကသူ့ရဲ့ပထမဆုံးရိုင်းမော်တက်တန်းကျောင်းမှာကျောင်းတက်ရမယ့်နေ့ပါသူကပေါ်လုံးကစားရတာကိုအလွန်နှစ်သက်ပြီးတော့သူရဲ့အိမ်မက်ကတော့ရိုင်းမော်တက်တန်းကျောင်းရဲ့ပေါ်လုံးကလမှာပါဝင်ကစားချင်တာပါဒီလိုနဲ့သူကကျောင်းကိုရောက်တဲ့အချိန်မှာတော့ရိုင်းမော်ပေါ်လုံးကလကအကြံပေးချစ်တဲ့ဝူတူနာရှိနဲ့တွေ့ပါတယ်ဝူတူနာရှိက Masukase ကိုရိုင်းမော်တက်တန်းကျောင်းရဲ့ပေါ်လုံးကလကိုလိုက်ပြီးတော့ကပ်ပေးပါတယ်ဝူတူနာရှိကလည်းသူကရိုင်းမော်ပေါ်လုံးကလအကြံပေးချစ်ပြီးတော့ Masukase ကိုပါကစ္စတန်ရှိလို့လည်းလို့မိပါတယ် Masukase ကသူကရိုင်းမော်ပေါ်လုံးကလမှာပါဝင်ချင်းတန်းပြောတဲ့အတွက်ဝူတူနာရှိကလက်ခံလိုက်ပါတယ်တစ်ဖက်ကြောက်ကြီးရုံကမှာတော့ရိုင်းမော်ပေါ်လုံးအသေးရဲ့နီးကြဖက်ကူတို့ကသူကနီးကြချစ်ကနေလွတ်ဖက်တော့မယ်လို့ကြောက်ကြီးကိုပြောနေပါတယ်အဲ့ချိန်မှာဆရာတယောက်ကရေးကြီးဝင်လာပြီးတော့ဘောလုံးကွင်းမှာတဒနာတစ်ခုဖြစ်နေတဲ့အတွက်လိုက်ပြီးခင်းရှင်းပေးဖို့နီးကြကူတို့ကိုခေါ်ပါတယ် Masukase နဲ့ဝူတူနာရှိတို့လည်းဒီချင်းကလုံးမိကြတဲ့တင်တာတွေကိုချိဖို့အတွက်ဘောလုံးကွင်းကိုထွက်ပါတယ်ဘောလုံးကွင်းမှာတော့လူတယောက်ကဂျိုင်းမော်တင်တာရဲ့ကိုလုံးကိုချိကိုင်းနာချင်းစစ်ပြီးမထနိုင်အောင်လုပ်ခါနာဖို့တွေ့ရပါတယ်အင်ဂျီကန်စပင်တရားနဲ့သူကိုတူယုံကြည်မှုအကိရှိနေတဲ့လူရဲ့နာမည်ကတော့ဆူရှိလို့ခေါ်ပါတယ်ဝူတူနာရှိနဲ့ Masukase တို့လည်းဘောလုံးကွင်းကိုရောက်တော့ဂျိုင်းမော်တင်တာရဲ့ကိုလုံးမမရဘူးတွေ့လိုက်ရတဲ့အတွက်မင်းတက်တော့ကြပါတယ်ဝူတူနာရှိကလည်းဆူရှိစီပါပြီးတော့သူရဲ့လူရဲ့ကရန်ချစ်တဲ့နဲ့တူတယ်လို့ပြောပါတယ်အဲ့ချိန်မှာအသင်တာတယောက်ကသူကကျွန်တော်တို့ကိုလည်းနဲ့လောမချိပဲဘောလုံးကလုံးနဲ့ဒီလိုဖြစ်အောင်လုပ်လိုက်ကလို့ပြောပါတယ်အသင်တာကဆူရှိကိုပါရွက်တဲ့နဲ့သူကိုဒီလိုလုပ်ကြတယ်လို့မိပါတယ်ဆူရှိကဘောလုံးဆိုတာဘယ်သူမှမလိုအပ်ပါဘူးအဲ့ဒါကြောင့်ဖြစ်စီနေတာလို့ပြောပါတယ်ဝူတူနာရှိကတော့ဆူရှိကဘောလုံးကိုစန့်ကျင်နေတယ်လို့ပြောပါတယ်ဆူရှိရဲ့စတာပုံမတင်တဲ့ Masukase ကဘောလုံးဆိုတာပေါ်ပေါ်တန်တန်မဟုတ်ဘူးဘောလုံးဆိုတာအချင်းထုံးမရမဟုတ်ဘူးဘောလုံးကိုတွေ့ကြတယ်လို့ပြောပါတယ် Masukase ရဲ့စတာပုံကြတော့ဆူရှိကဘောလုံးတန်းကိုအလောင်းနားနေသူချီတော့ကဘောလုံးကိုလူကြီးဖို့စင်ခေါ်ပါတယ်ဒီကဲလို့ဒူနိုင်ရဲ့ဘောလုံးကလကိုခွင့်ပြုပေးပြီးလူမိုက်ကဲတော့ဘောလုံးကလကပြပြလို့ပြောပါတယ် Masukase ကလည်းလက်ခံလိုက်ပြီးတန်ဝဆလာချင်းမှာတော့ Masukase ကဆူရှိစီကဘောလုံးကိုကြောက်လို့ပြင်မဲ့ဘလို့မှလူမရပါဘူးဆူရှိကတော့ Masukase ကိုရှုံးပေးလိုက်ဖို့ပြောပြင်မဲ့ Masukase ကတော့ပြရမှရှုံးမပေးဘူးလို့ပြောပါတယ်ဆူရှိက Masukase ရဲ့ချစ်ဘရီလက်တွင်နေရီကိုဘောလုံးနဲ့ကန်ပြင်မဲ့ Masukase ကတော့သူကပြရမှရှုံးမပေးဘူးလို့ပြောပါတယ်စင်မရှိတော့တဲ့ဆူရှိကလည်းအစားဝဲဖို့စွန့်ကလာရအောင်လို့ပြောပါတယ်ဘိုင်းမော်တင်တဲ့တယောက်ကသူကကျွန်တော်တို့ကိုရှုံးမအောင်လုပ်ခဲ့တဲ့ပုဂ္ဂိုလ်ထို့တော်မယ်လို့ပြောလိုက်ပါတယ်ဆူရှိကသူ့ရဲ့တင်မီတမန်တာလို့နည်းနည်းပြထားတဲ့ဆောင်းအနေပေါ်လုံးကို Masukase စီကိုကလည်းကလည်းသူကလည်းပေါ်လုံးကိုကြောင်တတ်တယ်လို့ပြောလိုက်တဲ့ချိန်မှာသူရဲ့မျိုးလုံးတွေကနေအသိကနီးဝတ်တစ်ခုကင်ပေါ်လာပါတယ်ဒါတော့သူငယ်ငယ်တုန်းကခွေးကံမှုကဲတင်နေလို့သူ့ပုဂ္ဂိုလ်တစ်တချမ်းကြီးတူကြတော့မဲ့ချိန်မှာလူတယောက်ကအဲ့ဒီတစ်တချမ်းကြီးကိုပေါ်လုံးမဲ့ကန်ဒီတူတက်ကိုကဲတင်ကြတာချပါတယ်အဲ့ဒီယူကလည်းကပေါ်တော့မှာတော့တိုင်းငုံချောင်းရဲ့တစ်ဆက်ရှိပြီးသူကအဲ့ဒီယူကြပေါ်လုံးကရတာဘူးနှစ်တက်ကရချပြီးတော့သူရဲ့အိမ်မက်ကတော့ငငယ်တွေကတိုင်းငုံချောင်းရဲ့ပေါ်လုံးကလမှာကစားချင်းကြတာပါအဲ့ကြောင့်သူကဘလောက်ပဲခံရပါစီရှုံးမပြဘူးဆိုရဲစကားနဲ့သူ့ရဲ့ခဏကိုရကနေမတိရတဲ့ဆန်အဒမျိုးထွက်လာပြီးပေါ်လုံးကိုဟန်တာနိုင်ခဲ့ပါတယ်အဘူမြင်လိုက်ရတဲ့ဆူရှိရိုင်းမော်တင်တာရင်းနဲ့နီးတဲ့ကူတူကအော်တော့ကြပါတယ်သူရဲ့ပေါ်လုံးကိုတန်းနေခဲ့တဲ့ Masukase ကိုမချင်းတဲ့ဆူရှိကဘောလုံးတော်မတက်ပြီးတော့ကလကတယ်ဟူတူနာရှိကမလို့ဖူးပြောပြီးမဲ့ဆူရှိကကလကတယ်အဲ့ဒီချိန်ဆူရှိကလတဲ့ပေါ်လုံးကိုနောက်ပေါ်လုံးတော်ကလမ်းကြောင်းပွဲအောင်ကလပါတယ်အဲ့ဒါကိုမြင်လိုက်ရတဲ့ဟူတူနာရှိ Masukase နဲ့ဆူရှိတို့ပါအော်တော့ကြပါတယ်နောက်ကတက်လိုက်တဲ့လူပါတော့ရိုင်းမွန်ဘောလုံးလေးရေးစဲတင်ကအတင်ကောင်းဆောင်ရှင်းလို့ပဲဖြစ်ပါတယ်ဆူရှိကချင်းတို့ကိုဆက်မရကြပြီးလို့ပြောရင်းနဲ့အပိုင်းတစ်ခါတင်းရတင်ပြီးတော့ပါတယ်စေဝစားစရာပိုင်းတွေကိုနောက်မြင်မဆက်ပြီးတင်ပြီးတော့ပါမယ်